ဟာသူ့ရဲ့ကုန်းအသေးဆိုတာသူ့အတူရှိတယ်တချို့သောသူတွေကလေဖျားနဲ့ဆက်ဆက်ရေးအဆင်ပြေပြီးဆိုလူနဲ့ဘသူနဲ့မှမတည့်ဘူးနော်ဘသူနဲ့မှမတည့်ဘူးတက်အောင်လည်းမနေဘူးအဲ့ဒါကြောင့်မို့ဒီနေ့လူပတ်ဝန်းကျင်ကိုဂယုမဆိုင်တတ်ဘူးကိုမိသားစုကိုရဲ့ထင်မြင်ချက်တွေငါ့ကိုဘယ်လိုပြောငါဂယုမဆိုင်ဘူးငါဖျားနဲ့မှရင်ပြီးတော့ငါလောက်ဆရာရှိတာငါလောက်ပါလေဆိုတဲ့စိတ်လေးတွေရှိတယ်ဆိုရင်ဒီကနေ့ပြုပြင်ပြောင်းလဲနိုင်ကြပါစေယေရှုခရစ်တော်ကိုယ်တိုင်ကဂယုဆိုင်တယ်သူဂယုဆိုင်တယ်လို့ပြောပြီးအလေးထားပြီးတော့မှအရေးတယူနဲ့သူမေးတယ်လူတွေရဲ့ထင်မြင်ချက်တပည့်တော်တွေရဲ့ထင်မြင်ချက်သုံးသက်ချက်ကိုသူအလေးထားပြီးတော့သူမေးတယ်လူတွေရဲ့ထင်မြင်ချက်ကအမျိုးမျိုးပဲသူ့ကိုချီးမွမ်းတာချက်ကောင်းတာချက်မကောင်းတာမြင်တဲ့အမြင်တွေကပုံရတယ်အဲ့လိုမျိုးလူတွေကသူ့ကိုမကောင်းတဲ့ဘက်ကနေသုံးသက်ပြီးတော့မှပြောဆိုကြတာပဲဒါပေမဲ့သူတို့ပြောတဲ့ယေရှုကလက်တွေ့တခြားစီသူတို့ဘလောက်ပဲမကောင်းပြောယေရှုရဲ့လှုပ်ဆောင်မှုကအကောင်းဆုံးသောအရာကိုသူလှုပ်ဆောင်ခဲ့တာလူသားတွေပဲသူအကျိုးပြုခဲ့တာအဲ့ဒီလိုပဲဒီပရိသတ်တွေရဲ့အမြင်ကိုဂယုစိုက်ပြီးမေးပြီးတဲ့နောက်ပိုင်းမှာလေဟောငါတော့ကောင်းအောင်လုပ်တာငါ့ကိုအကောင်းတစ်ဆက်မှမမြင်တာဆိုပြီးတော့မှယေရှုကစန့်ကျင်ဘက်ပြောင်းပြန်ချိုးပြီးတော့မှအသက်ရှင်တယ်လို့ကြားကြရဲမှာမပြောထားဘူးလူတွေကနော်မြန်မာစကားပုံလေးဒီနေရာမှာတခုပြောမယ်ချီးမွမ်း9ရက်ကဲရဲ့လေ9ရက်ပဲဆိုတော့ဒီလူကြီးကဘလောက်ပဲသူ့ကိုမကောင်းတဲ့အမြင်မကောင်းတဲ့ရှုထောင့်ကနေသူ့ကိုဘယ်လိုပဲအပြစ်တင်ပါစေဘယ်လိုပဲပြောပါစေယေရှုကသူလုပ်ရမယ့်အရာဖခင်ရဲ့အလိုတော်ထဲကနေအဆုံးထိအလိုတော်ကိုဆောင်ပြီးတော့မှရက်တည်သွားတယ်အကောင်းဆုံးသူအသက်ရှင်သွားတယ်ဆိုတာကိုကျမ်းစာထဲမှာမှတ်တမ်းတင်ပါတယ်အဲ့ဒီဘုရားကဒီနေ့စေနဲ့ကျမကိုးကွယ်တဲ့ဘုရားခင်ဖြစ်တယ်ဟာလေလုယာလူရဲ့ထင်မြင်ချက်တွေပါလေတချို့ကတော့လူတွေရဲ့ထင်မြင်ချက်တွေလူတွေငါ့ကိုဘယ်လိုမြင်နေဘယ်လိုပြောငါဂရုမစိုက်ဘူးငါသမင်းကစားတာသူတို့သမင်းကစားတာမဟုတ်ဘူးငါအလုပ်ငါလုပ်တာနော်ငါဖျားတောင်းထဲမှာဘယ်လိုနေကွာထိုင်ချင်တယ်လို့ထိုင်မယ်အိမ်ငိုက်ချင်တယ်လို့အိမ်ငိုက်မယ်ပြောချင်တယ်လို့ပြောမယ်ကိစ္စမရှိဘူးငါဖျားတဲ့စကားပြောနေတာတချို့တွေရည်ရဲတော့သူတို့ကိုယ်တိုင်ပါလို့နော်ဆိုတော့အဲ့လိုမျိုးလူတွေရှိဒီနေ့ကြောင်းလဲပါစေတင်ကဂယုမဆိုင်ဘူးပြောပြီးပဲဖခင်တခင်ကတင့်ကိုဂယုဆိုင်နေတာဖခင်ကတင့်ကိုကြည်နေတာငါသားငါသမီးငါကိုဘယ်လိုပုံစံမျိုးနဲ့သူတို့ကိုးကွယ်တယ်လဲငါကိုဘယ်လိုပုံစံမျိုးသူတို့ငါကိုယိုသေးမှုတွေပေးတယ်လဲငါကိုသူတို့ဘယ်လိုပုံစံမျိုးနဲ့ချီးမွမ်းကိုးခဲ့တယ်လဲဒီဖခင်တောင်းတဲ့မှာမဟုတ်ဘူးပြင်ပကာလမှာအသက်ရှင်တဲ့ခါမှာလေဘယ်လိုပုံစံမျိုးနဲ့အသက်ရှင်တယ်လဲဖခင်ကဂယုဆိုင်တယ်တရား